ညီမလေးတရားမိထားတယ်ဖိန်ပါကောက်မှာ profile ပိတ်နေလေးပြပြပေးပါဒီဟုတ်ပြီဒါဆိုမိတ်ဆွေတွေရဲ့ပေါ့နော်ဒီဖိန်ပါလေးထဲအရင်ဆုံးဝင်လိုက်ပါဖိန်ပါလေးထဲဝင်ပြီးဆိုရင်ဟိုမှာမိုးဆိုတဲ့ဟာတွေတစ်ချက်နဲ့လေးပါပေါ့နော်ဆက်လေးသုံးစင်းနဲ့မိုးနှိပ်ပြီးဆိုရင်ပေါ့နော်ဒီမှာ setting လေးတစ်ချက်နဲ့လေးပါ setting လေးနှိပ်ပြီးဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမှာ privacy တစ်ချက်နဲ့လေးပါပေါ့နော်တိုးပုံစံလေးနဲ့နိုင်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် show you ဟာပေါ့နော် photo ဆိုတဲ့ဟာလေးကိုမှန်ချစ်လေးကိုတစ်ချက်ဖြုတ်လိုက်ပါပြီးဆိုရင် show you ဟာပေါ့နော်ဒီမှာ data ဆိုတဲ့ဟာလေးအဲ့ဒါလေးတစ်ချက်ဖြုတ်လိုက်ပါဖြုတ်ပြီးဆိုရင်ပေါ့နော်ပြန်ထွက်လိုက်နောက်သူများလေးကိုယ့်ရဲ့ profile ပေါ့နော်မြင်ရတော့ပါဘူးခင်ဗျဒီဘက်ကောက်ကနေပြန်ပြီးတော့ပေါ့နော်ဝင်ကြည့်ပြမယ်ပေါ့နော်ကိုယ့်ရဲ့ပေါ့နော်ဒါဟိုဟာလေးထဲဝင်လိုက်ပါပိန်ဝါကောက်လေးထဲဝင်လိုက်ပေါ့နော်ဝင်ပြီးဆိုရင်ကျွန်တော်ကောက်ပေါ့နော်ကျွန်တော်ရဲ့ကောက်ပါကျွန်တော်ကောက်မှာဆိုရင်ဒါကျွန်တော် profile ပိတ်ထားတာဖြစ်တယ်ပေါ့နော်မတွေ့ရတော့ဖြစ်တယ်ပေါ့နော်လိုက်လုပ်ကြည့်ပါအားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေ